နေ့စဉ်ရွှေများစွာတူးဖော်နေတဲ့ကမ္ဘာအကြီးဆုံးရွှေတွင်း၃ခုနံပါတ်1က South Africa ရှိအနည်းဆုံး Imponent ရွှေတွင်းမှာအောက်ခြေကိုရောက်ဖို့အတွက်အလုသမားတွေတနာရီကြာပါတယ်။အောက်ဘက်မှာအပူချိန်ပြင်းလို့လေးအေးပိစက်တွေတက်ဆင်းထားရပါတယ်။ဒီကနေနှစ်စဉ်ရွှေတက်ချက်ထွက်ပြီးနှစ်ပေါင်းများစွာတူးဖော်ခဲ့တာပါ။နံပါတ်2နေရာမှာတော့ Grasberg Gold Mine ဖြစ်ပါတယ်။အင်ဒိုနီးရှားမှာရှိပြီးကမ္ဘာအကြီးဆုံးရွှေကြေးနီတွင်းမှာတောင်တန်းတွေယာမတီရှိပြီးရွှေအပြင်ကြေးနီတွေပါထွက်ပါတယ်။အပေါ်ကနေကြည့်လိုက်ရင်တော့အေယာမမြေချင်းကြီးနဲ့တူပါတယ်။ဆက်ရံတရားကြီးတွေနိညမပြတ်မြေချင်းတန်းထောက်ကြီးတူးဖော်ပါတယ်။ဒီရွှေတွင်းကနေနှစ်စဉ်ရွှေတန်ချိန်များစွာထွက်ပါတယ်။နံပါတ်3နေရာမှာတော့ Nevada Gold Mine ဖြစ်ပါတယ်။ဒီရွှေတွင်းကတော့ America မှာတည်ရှိပါတယ်။တကယ်တော့ဒါကသတ္တုတွင်းတွေစုပေါင်းထားတဲ့ကွန်နက်ကြီးပါ။နေရာအသီးသီးကနေပြီးရွှေတွေကိုတူးဖော်နေကြတာပါအားလုံးပေါက်လိုက်တဲ့အခါကမ္ဘာအကြီးဆုံးရွှေထွက်ကြဒေသပါထူးခြားချက်ကတော့ဒီနေရာမှာခေတ်မီနည်းပညာတွေကိုသုံးတာပါကား 2Z နဲ့ဓာတုနည်းများအသုံးပြုပြီးရွှေကိုခွဲထုတ်ပါတယ်နေ့စဉ်ရွှေပမာဏအများအများကိုဒီကနေ2 for ရရှိနေတာဖြစ်ပါတယ်